ချမ်းသာတဲ့မိသားစုကညီကိုမောင်နှမ2ယောက်ဟာသူတို့ရဲ့ကိုယ်ပိုင်ဆောက်လုပ်ရေးလုပ်ငန်းခွင်ကိုစစ်ဆေးဖို့ရောက်လာကြပါတယ်။ဒါပေမဲ့အဲဝင်ဝင်ချင်းပဲအလုပ်သမားတစ်ယောက်မြေကြီးပေါ်မှာအိပ်ပျော်နေတာကိုတွေ့လိုက်ရပါတယ်။ဒါကိုမြင်တော့တထေးသားလေးကဒေါသတကြီးနဲ့သူ့ကိုနှိုးဖို့ကန်ကြောက်လိုက်ပါတယ်။တိုနီကဘာတွေဖြစ်နေမှန်းတောင်နားမလည်လိုက်ပါဘူး။ချမ်းသာတဲ့အမွေဆက်ခံသူမိန်းကလေးကသူ့ကိုပါတစ်ချက်ရိုက်လိုက်ပြီးချက်ချင်းအလုပ်ထုတ်ပစ်မယ်လို့ချင်းချောက်ပါတယ်။ပြီးတော့သူတို့မိသားစုရဲ့ဩဇာအာဏာကိုတုံးပြီးဒီလုပ်ငန်းနယ်ပယ်တစ်ခုလုံးကနေသူ့ကိုပိတ်ပင်ပစ်မယ်လို့ပြောဆိုပါတယ်။ဒါပေမဲ့သူတို့ရဲ့အပြုအမူအတွက်မကြခင်မှာတန်ဖိုးကြီးကြီးပေးဆက်ရတော့မယ်ဆိုတာသူတို့မသိခဲ့ကြပါဘူး။တကယ်တော့တိုနီဟာသူတို့ရဲ့ဖခင်ဖြစ်သူကသူတို့နဲ့အတူအလုပ်လုပ်ပေးဖို့နေရောညပါ3ရက်တိုင်တောင်းပန်ခဲ့ရတဲ့မြို့ပြအင်ဂျင်နီယာပညာရှင်တစ်ယောက်ဖြစ်နေပါတယ်။သူ့ရဲ့နည်းပညာတွေကအရန်ကိုအဆင့်မြင့်လို့မော်ပညာတစ်ခုလိုပါပဲ။ကြောက်ခဲတွေကိုတစ်ချက်ကြည့်လိုက်ရုံနဲ့တင်ပြဿနာတွေကိုရှာဖွေဖော်ထုတ်နိုင်ပါတယ်။သူဟာအမခံစွမ်းရည်တွေရှိပေမဲ့နှိမ့်ချတတ်တဲ့စိတ်ထားရှိပါတယ်။ဒါကြောင့်လေအလုပ်သမားတွေကသူ့ကိုအလွန်ယိုသေးလေးစားကြတာပါ။မတော်တဆမှုတစ်ခုခုဖြစ်တိုင်းတိုနီဟာရှေ့ဆုံးကနေအမြဲတမ်းဥဆောင်ဖြည့်ရှင်းပေးလိမ့်ရှိပါတယ်။တနေ့မှာတူးဖော်ရေးလုပ်နေတော့မြေအောက်မြစ်တစင်းကိုတွေ့ရှိခဲ့ကြပါတယ်။တိုနီကသူ့ကိုယ်တိုင်ဖိအားမြင့်စေးထိုးသွင်းတဲ့အလုပ်ကိုလုပ်ဖို့ဆုံးဖြတ်ခဲ့ပြီးကုမ္ပဏီအတွက်ကြီးမားတဲ့အနေတစ်ခုကိုဖယ်ရှားပေးခဲ့ပါတယ်။ဒါပေမဲ့တနေ့ကုန်ပင်ပန်းပန်းအလုပ်လုပ်ပြီးနောက်မှာတော့တိုနီဟာအရန်ကိုနွမ်းနယ်နေခဲ့ပါပြီ။ဒါကြောင့်အနားယူဖို့မြေကြီးပေါ်မှာခဏလဲအိတ်နေခဲ့တာပါ။မထင်မှတ်ပဲနိုင်ငံခြားကနေပြန်ရောက်လာတဲ့ညီကိုမောင်နှမတွေရောက်လာခဲ့ပါတယ်။တထေးသားလေးကဘာမှမတွေးပဲသူ့ကိုပြင်းပြင်းထန်ထန်ကန်ကြောက်လိုက်တာပါ။တိုနီကသူ့ကိုသူရှင်းပြဖို့ကြိုးစားပါတယ်။ဒါပေမဲ့ချမ်းသာတဲ့အမွေဆက်ခံသူမိန်းကလေးကဘာမှမပြောပဲသူ့ကိုနောက်ထပ်ပါတစ်ချက်ရိုက်လိုက်ပြန်ပါတယ်။အဲ့ဒီအချိန်မှာပဲလုပ်ငန်းခွင်တာဝန်ခံရောက်လာပါတယ်။သူတို့ဟာတထေးသားနဲ့တထေးသမီးဖြစ်နေတာကိုမြင်တော့တိုနီဟာအလုပ်ပေါ်အရန်လေးစားမှုရှိကြောင်းနဲ့အလုပ်သမားအားလုံးကသူ့နောက်ကိုလိုက်ကြကြောင်းတမင်တက်ပြောလိုက်ပါတယ်။စကားတော်မဆုံးသေးခင်မှာပဲအမွေဆက်ခံသူမိန်းကလေးကပိုပြီးဒေါသထွက်သွားပါတယ်။တိုနီကသူ့ရဲ့ကိုယ်ပိုင်အင်အားစုတစ်ခုကိုဖွဲ့စည်းနေတယ်လို့ထင်သွားလို့ပါ။ဒါပေမဲ့တိုနီကတော့သူပင်ပန်းနေလို့ခဏလောက်နားကျင်ရုံပါလို့ပဲပြောပါတယ်။ဒါတော့မှသူတို့ကနားမထောင်ချင်ပဲသူ့ကိုထပ်ပြီးရိုက်နှက်ဖို့လုပ်နေကြပါတယ်။အလုပ်သမားတွေကလက်ထဲမှာကရိယာတွေကင်ပြီးပြေးလာကြတဲ့အခါအမွေဆက်ခံသူမိန်းကလေးကသူဟာအိမ်ချမ်းမြေကုမ္ပဏီအုပ်စုပိုင်ရှင်ရဲ့သမီးဖြစ်ကြောင်းနဲ့သူ့ရဲ့လုပ်ငန်းခွင်ကိုစစ်ဆေးဖို့အခွင့်အရေးရှိကြောင်းအတန်ကြဲကြဲနဲ့ပြောလိုက်ပါတယ်။ပိုင်ရှင်ရဲ့သားသမီးတွေဖြစ်မှန်းသိသွားတော့အလုပ်သမားတွေကသူတို့ရဲ့ကရိယာတွေကိုချက်ချင်းချလိုက်ကြပါတယ်။ဒါပေမဲ့တိုနီကဘာလုပ်ခဲ့လို့လဲဆိုပြီးမေးခွန်းထုတ်ကြပါတယ်။တထေးသားလေးကတိုနီဟာသူတို့ရဲ့စီမံကိန်းမှာစည်ရင်းတောင်မတွင်းထားဘူးလို့ပြောပြီးသူ့လူတွေကိုကုမ္ပဏီရဲ့ဝန်ထမ်းစည်ရင်းကိုစစ်ဆေးခိုင်းလိုက်ပါတယ်။တကယ်ပဲတိုနီရဲ့နာမည်ကမပါဝင်နေပါဘူး။တိုနီကသူ့ကိုဥက္ကဋ္ဌကိုယ်တိုင်တိုက်ရိုက်ငှားရမ်းထားတာဖြစ်ကြောင်းရှင်းပြပါတယ်။သူ့ရဲ့အမည်ကိုထုတ်ဖော်လိုက်ရင်ကုမ္ပဏီအုပ်စုတစ်ခုလုံးအနေနဲ့ကြောက်ရောက်သွားနိုင်တယ်လို့လည်းပြောပါတယ်။ဒါပေမဲ့အမွေဆက်ခံသူမိန်းကလေးကတော့အထင်သေးစွာနဲ့ရေမောလိုက်ပါတယ်။တိုနီကအရှက်မရှိလိန်ညာနေတယ်လို့ယုံကြည်ပြီးသူ့နေရာသူသိအောင်လုပ်ပေးမယ်လို့ပြောဆိုလိုက်ပါတယ်။အဲ့ဒီအချိန်မှာကြီးကြပ်ရေးမှူးကတိုနီရှိမှဝင်ရက်လိုက်ပါတယ်ပြီးတော့သူသားမရှိရင်လုပ်ငန်းခွင်ရပ်တန့်သွားပြီးအလုပ်တွေမပြီးပြတ်ပဲဖြစ်သွားလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့အမွေဆက်ခံသူမိန်းကလေးကမယုံကြည်ပါဘူး။သူမကမြို့ပြအင်ဂျင်နီယာအင်စတီကျုကအသက်အငယ်ဆုံးပညာရှင်ကိုတီကျွမ်းကြောင်းအာမခံပြောဆိုလိုက်ပါတယ်။တကယ်တော့မကြသေးခင်ကကျင်းပခဲ့တဲ့စုပေးပွဲအခမ်းအနားတစ်ခုမှာအမွေဆက်ခံသူမိန်းကလေးကနောက်ကျမှရောက်သွားလို့စူးရရှိသူကိုမတွေ့လိုက်ရပါဘူး။သူမရဲ့အချစ်ဆုံးတငယ်ချင်းကမှသူ့ရဲ့ဖုန်းနံပါတ်ကိုရခဲ့တာပါ။ဒါကြောင့်အားလုံးရဲ့ရှေ့မှာအဲ့ဒီနံပါတ်ကိုထုတ်ပြလိုက်ပါတယ်။တိုနီကဒါကိုမြင်တော့အလုပ်သမားတွေကိုပြဿနာပိုမှကြီးစေဖို့တောင်းဆိုလိုက်ပြီးသူတို့ကအရှုပ်ရှင်းလုပ်ချင်တယ်ဆိုရင်လည်းသူရင်ဆိုင်ဖို့အသင့်ရှိကြောင်းပြောလိုက်ပါတယ်။သူတို့ရဲ့စင်ခေါ်ခြင်းတဲ့သဘောထားကိုမြင်တော့ကြီးကြပ်ရေးမှူးကအမိန့်ပေးလိုက်ရအလုပ်သမားအားလုံးကကရိယာတွေကိုလွှင့်ပစ်လိုက်ပြီးတပိတ်မောက်မယ်လို့ချင်းချောက်ကြပါတော့တယ်။တိုနီအပေါ်ချွင်းချက်မရှိထောက်ခံအားပေးနေတာကိုမြင်တော့အမွေဆက်ခံသူမိန်းကလေးကသူတို့သာအလုပ်ပြုတ်သွားရင်မိသားစုကိုတောင်လှုပ်ကြွေးနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။တိုနီကလည်းအလုပ်သမားတွေကိုစိတ်အေးအေးထားဖို့တောင်းဆိုပါတယ်။သူကြောင့်သူတို့အလုပ်ပြုတ်သွားတာကိုသူမလိုလားပါဘူး။ဒါပေမဲ့အလုပ်သမားတွေကနောက်တလမ်းမှမဆုတ်ပဲတိုနီနဲ့အတူနောက်ဆုံးအချိန်ထိတိုက်ပွဲဝင်ဖို့အသင့်ရှိကြောင်းပြောကြပါတယ်။ဒါကိုမြင်တော့တထေးညီကိုမောင်နှမကအခြေအနေကိုထိန်းချုပ်ဖို့အင်အားသုံးဖို့စဉ်းစားလိုက်ကြပြီးသူတို့စတင်ဖို့လုပ်နေချိန်မှာပဲ